ဒီဗီဒီယိုလေးမှာတော့နိုဝင်ဘာ9ရက်နေ့ကနေဒီဇင်ဘာ4ရက်နေ့ထိလာမယ်လေလာလေးချန်ပါဝင်တဲ့ Nexus C event အကြောင်းကိုပြောပြပေးသွားမှာပါ Nexus C event မှာပါဝင်လာတဲ့ hero တွေဖြစ်တဲ့လေလာနဲ့ Thamas မှာလေလာကို Mobile Legends player တွေကြိုက်နှစ်သက်ကြတဲ့အတွက် Legend skin တက်ကိုပြောင်းလဲလိုက်တာဖြစ်ပြီး Gold တက်နဲ့ Silver တက်ဆိုပြီးတော့ထုံးစံတိုင်း Wall ID တက်2မျိုးနဲ့ဖောက်လို့ရနိုင်မှာပါ Thamas ကတော့ Level 11 ရိုးရိုး skin လေးအဖြစ်မျက်နှာငယ်စွာထွက်ရှိလာမှာပါ Вона собі шоколадку купила, гадіна. З'їла сама шоколадку. А я що робить? А що, мені дивіться, як вона їсть шоколад, я теж може хочу шоколад, блін. Задумала, блін, мені дуже шоколад. Я дуже хочу шоколад. Even မှာ Daily One Drop ကို 50% discount အနေနဲ့ Diamond 50အသုံးပြုရမှာဖြစ်ပြီး First Time Drop ကိုတော့ 50% discount အနေနဲ့ Diamond 900အသုံးပြုရမှာပါ Draw rate တွေအနေနဲ့ကတော့ဒီမှာပြထားပေးပါတယ်ဒီ draw rate တွေရဆိုရင်ရှက်နေရင်ကနေလေလာလေးချစကင်ကိုလောက်ပေးမှာမဟုတ်ပဲ point နဲ့သာလဲလှယ်လို့ရမှာဖြစ်ပါတယ်လဲလှယ်နိုင်မဲ့ point လေးတွေကိုလည်းဒီမှာပြပေးထားပါတယ်တာမတ်ရဲ့ level 11 စကင်အပြင်တခြား level 11 စကင်တွေကို point 800နဲ့လဲလှယ်ရမှာဖြစ်ပြီးလေလာလေးချစကင်ကိုတော့တာမတ်ရဲ့နှစ်ကောင်စာ1600နဲ့လဲလှယ်ရမှာပါဒါပေမဲ့တကယ်လာတဲ့ခါမှာတော့ 10% discount လို့ကြားထားတာဖြစ်တဲ့အတွက်1440နဲ့ပဲလဲလှယ်ရမှာပါ160တက်တာလဲမနေပါဘူးလေလီလာရဲ့ dynamic portrait အတွက် point 150 lucky box skin တွေအတွက် point 600 epic or collaboration skin တွေအတွက် point 400 special skin တွေအတွက် point 300တို့ပဲဖြစ်ကြပါတယ် premium supply event အနေနဲ့ phrase 1ကနိုဝင်ဘာ9ရက်နေ့ကနေနိုဝင်ဘာ17ရက်နေ့ထိဖြစ်ပြီးရရှိနိုင်တဲ့ free token တွေအနေနဲ့က login ဝင်ခြင်းအတွက်တကတ် diamond ဖြည့်ခြင်းအတွက်တကတ် diamond 50ဖြည့်ခြင်းအတွက်free token တကတ်နဲ့ promo diamond 50 diamond 100ဖြည့်ခြင်းအတွက် free token 2ကတ်နဲ့ promo diamond 80 diamond 250ဖြည့်ခြင်းအတွက် free token 4ကတ်နဲ့ promo diamond 80 diamond 900ဖြည့်ခြင်းအတွက် free token 5ကတ်နဲ့ promo diamond 100 diamond 1000ဖြည့်ခြင်းအတွက် promo diamond 900နဲ့ emote diamond 100အသုံးပြုခြင်းအတွက် free token တကတ် diamond 250အသုံးပြုခြင်းအတွက် free token တကတ် diamond 900အသုံးပြုခြင်းအတွက် free token 2ကတ်ဆိုပြီးစုစုပေါင်း free token 18ကတ်နဲ့ promo diamond 800ကို phrase 1မှာရရှိမှာဖြစ်ပါတယ် phrase 2အနေနဲ့ကနိုဝင်ဘာ14ရက်နေ့ကနေနိုဝင်ဘာ18ရက်နေ့ထိဖြစ်ပြီး free token တွေအနေနဲ့က login ဝင်ခြင်းအတွက်တကတ် diamond ဖြည့်ခြင်းအတွက်တကတ် diamond 50ဖြည့်ခြင်းအတွက်တကတ် diamond 100ဖြည့်ခြင်းအတွက်2ကတ် diamond 250ဖြည့်ခြင်းအတွက်4ကတ် diamond 900ဖြည့်ခြင်းအတွက်5ကတ် diamond 100အသုံးပြုခြင်းအတွက်တကတ် diamond 250အသုံးပြုခြင်းအတွက်တကတ် diamond 900အသုံးပြုခြင်းအတွက်2ကတ်ဆိုပြီးစုစုပေါင်း18ကတ်ရရှိနိုင်မှာပါဒါအပြင် free token အပိုရရှိနိုင်မဲ့ event တွေအနေနဲ့က17လပိုင်း9ရက်နေ့ကနေ17လပိုင်း9ရက်နေ့ထိလာမယ် mega draw ban တွေမှာ free token 8ကတ်ရရှိမှာဖြစ်ပြီး17လပိုင်း9ရက်နေ့ကနေ17လပိုင်း13ရက်နေ့ထိလာမယ် daily recharge rebate event မှာ free token 6ကတ်ရရှိနိုင်မှာဖြစ်ပါတယ် wish pool မှာပါဝင်လာမဲ့ skin တွေကိုလည်းဒီမှာပြပေးထားပါတယ်ဒါတွေကတော့ draw reward မှာရရှိနိုင်တဲ့ point တွေပါကဲအားလုံးပြီးသွားပြီဆိုပေမဲ့ပြောဖို့မေ့နေတာတစ်ခုကြံနေသေးတယ်အဲ့ဒါဘာလဲဆိုတော့နိုဝင်ဘာ9ရက်နေ့ကနေနိုဝင်ဘာ17ရက်နေ့ကြားထဲဖောက်တဲ့သူတွေအတွက် gold တက်ရရှိမှာဖြစ်ပြီးနိုဝင်ဘာ12ရက်နေ့ကနေဒီဇင်ဘာ9ရက်နေ့ကြားထဲဖောက်တဲ့သူတွေအတွက်ကတော့ silver တက်ရရှိမှာဖြစ်ပါတယ်ကဲ Nexus C event လေးကိုမျှော်နေကြပြီလား release date လည်းအတိအကျသိရပြီဆိုတော့ weekly pass တွေ diamond တွေကြိုစုထားဖို့ပြောရင်နောက်လာမဲ့အကုန်ကြသက်သာဆုံးနည်းနဲ့ဖောက်လို့ရမယ့်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်